နှစ်ပေါင်းများစွာနှလုံးသားတကားပိတ်ထားတဲ့တထေးကြီးတယောက်အချစ်ကိုရှာတွေ့သွားခဲ့ပြီလားဂျိန်းတယောက်ထဲထိုင်နေချိန်မှာသူ့ရဲ့လက်ထောက်ရောက်လာပြီးတထေးဒီအချိန်ဆိုအိမ်မှာအသစ်ဆက်ဆက်ဇနီးလေးနဲ့စကားပြောနေရမယ့်အချိန်မဟုတ်ဘူးလားခုနကထိုင်နေတော့ကလည်းတယောက်ထဲပြုံးစီစီနဲ့ဆိုပြီးပြောလိုက်ပါတယ်ဂျိန်းကမင်းလုပ်ပဲမင်းလုပ်လာသွားမယ်ဆိုပြီးပြန်ဆူလိုက်ပါတယ်လက်ထောက်ကကျွန်တော်ရဲ့အတွေ့အကြုံရဆိုရင်ဒါတေချာပေါက်တထေးချစ်မိသွားတာပဲဆိုပြီးတွေးနေခဲ့ပါတယ်တစ်ဖက်မှာတော့ယူယောက်ကသူ့မတငယ်ချင်းကိုသတင်းတစ်ခုပြောပြလိုက်ပါတယ်သူ့မရဲ့တငယ်ချင်းကဟဲနင့်အိမ်သားတွေကနင့်ကိုအတင်းပြန်ခေါ်နေတာတခုခုအစားထိုးခိုင်းဖို့ပဲဖြစ်ရမယ်ဆိုပြီးပြောလိုက်ပါတယ်ယူယောကအစားထိုးခိုင်းုံတင်ဘဲကမလဲသူတို့ကငါ့ကိုအတင်းလက်ထပ်ခိုင်းနေတာအဲ့ဒါကြောင့်ငါခုလေးတင်ပဲလက်ထပ်လိုက်ပြီလို့ပြန်ပြောလိုက်ပါတယ်သူမရဲ့တငယ်ချင်းကအံ့ဩသွားပြီးနေယူသွားပြီလားဘသူနဲ့လဲဆိုပြီးမေးလိုက်ပါတယ်သူမလက်ထပ်လိုက်တဲ့သူကရိုးရိုးသားသားလူတယောက်လို့ထင်ရပေမဲ့တကယ်တော့သူဟာချမ်းသာတဲ့ CEO တယောက်ဖြစ်နေတာပါယူယောကသူမရဲ့တငယ်ချင်းကိုမင်္ဂလာဆောင်ထားတဲ့တပ်ပုံထုတ်ပြလိုက်ပါတယ်သူမတငယ်ချင်းကအဲ့ဒီလူကတော်တော်ချောတာပဲခဏနေဦးရုပ်ကတနေရာမှာမြင်ဘူးတလို့ပဲနော်လို့ပြန်ပြောလိုက်ပါတယ်ယူယောကချောတာတော့ချောပါတယ်ဒါပေမဲ့သူကငါနဲ့ဆိုအရန်နေအေးတယ်လို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာသူ့အမစီကဖုန်းဝင်လာခဲ့ပါတယ်ယူယောကငါအမေထားခဲ့တဲ့ပစ္စည်းတွေရောအခုပြန်ပေးဆိုပြီးပြန်တောင်းလိုက်ပါတယ်သူမရဲ့အမကအိုး sorry ပဲညီမလေးရဲ့အိမ်ဖော်ရီသိန်းရင်းနဲ့ပျောက်သွားတယ်ထင်ပါတယ်ဒါပေမဲ့စိတ်မပူနဲ့မမကညီမလေးအတွက်ပြန်ရှာပေးထားတယ်ဒီညအကြောင်းနေပဲတငယ်ချင်းတွေပြန်ဆောင်ကြဖို့ရှိတယ်အဲ့ဒီပွဲကိုလာခဲ့ရင်နေ့အမေရဲ့ပစ္စည်းကိုပေးမယ်မလာရင်တော့ဒီပစ္စည်းကိုငါဘယ်လိုလုပ်လိုက်မလဲမသိဘူးတော့ဆိုပြီးစောင်းမြောင်းပြောလိုက်ပါတယ်ယူယောကနင်းတကယ်ပဲစိတ်မနှက်တာပဲလို့ပြန်ပြောလိုက်ပါတယ်သူမတငယ်ချင်းကယူယောမင်းတကယ်ပဲအဲ့ဒီចောင်းသားတွေ့ဆုံပွဲကိုသွားမှလားမင်းအမကမင်းကိုအဆက်ခွဲဖို့တက်တက်ခေါ်တာတော့ဆိုပြီးပြောလိုက်ပါတယ်ယူယောကငါသွားရမယ်ငါမသွားရင်ငါကပဲသူတို့ကိုကြောက်နေတယ်လို့ဖြစ်သွားမှာပေါ့ဒါပေမဲ့လူတိုင်းကငါ့ကိုလောင်ကြမှာကိုတော့စိတ်ပူမိတယ်လို့ပြန်ပြောလိုက်ပါတယ်သူမတငယ်ချင်းကစိတ်မပူနဲ့ဒီပွဲကိုငါမင်းနဲ့တူလိုက်ခဲ့မယ်ငါတို့အဲ့ဒီကိုသွားပြီးသူတို့ရဲ့မျက်နှာတွေကိုဖြတ်ခနဲရိုက်လိုက်တယ်လို့မျိုးအမှန်တရားကိုပြလိုက်ကြဆိုပြီးအားပေးခဲ့ပါတယ်ဒါကိုရိပ်မိတဲ့ချင်းကတော့ဒီပွဲကိုငါမင်းနဲ့အတူလိုက်ခဲ့မယ်ဆိုပြီးရေရုပ်ကိုကာကွယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူမတငယ်ချင်းကဟိုတယ်ထဲစောင့်ဝင်တော့အေးရဲကိုကြည့်ဦးဒီနေ့ပွဲကတာမန်ចောင်းသားတွေ့ဆုံပွဲမဟုတ်တော့ဘူးထင်တယ်တငယ်ချင်းကညီမဒီမှာလူတွေပါလို့ဒီလောက်စုနေကြတာလဲဘသူလာမှမလို့လဲလို့မေးလိုက်ပါတယ်သူစိမ့်ကနင်တို့မသိဘူးလားဒီနေ့ဒီကိုဝမ်ဟောက်အုပ်စုရဲ့ဥက္ကဋ္ဌလာမှလေသူကကမ္ဘာအချမ်းသာဆုံးသူထေးပဲသူ့ကိုကြိုဆိုဖို့ကုမ္ပဏီရှယ်ယာရှင်တွေအကုန်ရောက်နေကြပြီလို့ပြန်ပြောလိုက်ပါတယ်သူမတငယ်ချင်းကယူယောကြားလိုက်လားကမ္ဘာအချမ်းသာဆုံးတထေးကြီးတဲ့ငါတို့နဲ့တပွဲထဲမှာရှိနေမှာလားမယုံနိုင်စရာပဲဝမ်ဟောက်အုပ်စုဆိုတာတကဘာလုံးကိုလွှမ်းမိုးထားတာလေဆိုပြီးဝမ်းသာအားရပြောလိုက်ပါတယ်သူမတို့နှစ်ယောက်ဝင်သွားပြီးခဏနေတော့ဂျိန်းကပွဲခန်းမတွေကိုခန့်ညားစွာဝင်လာခဲ့ပါတယ်